သူမကတော့မိဘအရင်းတွေရဲ့ချစ်ချင်းကိုမရတဲ့မွေးစားသမီးတစ်ယောက်ပါသူတို့ဟာသူတို့ရဲ့သမီးအရင်းကိုအတင်းအကျပ်လက်ထပ်ပေးရမယ့်ဘဝကနေကယ်တင်ဖို့အတွက်တတိလစ်မြင့်မျောနေတဲ့တထေးကြီးတစ်ယောက်နဲ့သူမကိုအတင်းအကျပ်လက်ထပ်ပေးခဲ့ကြတယ်ဒါပေမဲ့သူတို့ရဲ့ရုပ်မာတဲ့အစီအစဉ်ကိုသူမကညှင်းဆန်ဖို့နေနေတာအိမ်မှာကျွန်လို့အလုပ်ကျွေးပြုနေရတာထက်ဆိုင်ရင်ချမ်းသာတဲ့အိမ်မှာမူဆိုးမဖြစ်ရတာကပိုတန်တယ်လို့တွေးခဲ့ပါတယ်ဒါကြောင့်မင်္ဂလာဝတ်စုံဝတ်ပြီးဆက်ဆက်လေးနဲ့စားလို့ကောင်းတဲ့မုံတွေနဲ့ခရူးခောက်ဆွဲကိုပါထုတ်ပိုးပြီးမင်္ဂလာကားရှိရာကိုကိုယ်တဘောနဲ့ကိုသွားလိုက်ပါတော့တယ်ဒါကဘလို့ပဲကြည့်ကြည့်သူမအတွက်တော့အမျက်ထွက်တဲ့အပေးယူပါပဲသူမအဲ့ဒီနန်းတော်လိုအိမ်ကြီးကိုရောက်လိုက်တာနဲ့ရောက်ခမဖြစ်သူကသူမကိုနှွေးထွေးစွာကြိုဆိုနေချိန်အိမ်ဝင်နှန်းတစ်ယောက်ကသူမရဲ့ခင်မုန်းဖြစ်သူဟာပါဇက်ကနေတွေးတွေအန်ချနေတယ်လို့ပြောလိုက်တာကြောင့်သူမရဲ့တသက်စာထမင်းထုတ်ကြည့်တော့သွားပြီလို့တွေးနေတော့မှပဲဆရာဝန်ကဒါဟာလူနာရဲ့အခြေအနေတိုးတက်လာတဲ့လက္ခဏာပဲလို့ဝမ်းသာအားရပြောလာပါတယ်ရောက်ခမဖြစ်သူကလည်းအရန်ပြောသွားပြီးသူမကိုဘန်ကက်တကက်ချက်ချင်းထုတ်ပေးရုံတင်မကပဲတလားကိုရွမ်ဆယ်တန်းမိုးပိုးပေးမယ်လို့ကတိပေးခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးသူမရဲ့နေ့စဉ်အလုပ်ကတော့ခင်ပွန်းကိုပြုစုဖို့ဖြစ်လာခဲ့ပါတယ်။ကတင်ပေါ်မှာသတိမိနေပေမဲ့နတ်သားတစ်ပါးလိုချောလုံးတဲ့ခင်ပွန်းကိုကြည့်ပြီးအပြင်ပန်းမှာတော့ဂယုတဆိုင်မင်းမြန်းနေပေမဲ့သူမရဲ့စိတ်ထဲကတော့ကြည်စမ်းပါဦး။အဲ့ဒီပိုက်သားတွေနဲ့ယောက်ျားပိသားတဲ့ခန္ဓာကိုယ်အချိုးစားကြီးကိုကင်ကြည့်လိုက်ရရင်တော့ရှယ်ပဲလို့တွေးနေမိပါတယ်။အဲ့ဒီအချိန်မှာပဲခင်ပွန်းရဲ့နှလုံးခုန်လုံးတိုင်းဆက်ကအသေးတန်မိလာပါတော့တယ်။အဲ့ဒီတော့မှခင်ပွန်းကသူမရဲ့စိတ်ကူးတွေကိုကြားနေရမှန်းသိလိုက်ရတယ်။ဒါကသူမအတွက်ပိုတောင်ပြောဖို့ကောင်းသွားပြီလို့တွေးလိုက်ပါတယ်။သူမရဲ့နေ့စဉ်အလုပ်ကတော့ခင်ပွန်းကိုအရင်ဆုံးဒေါသထွက်အောင်လုပ်ဖို့ပါပဲ။သူမကတခါတလေဝက်မရီမိပွားပြီးနောက်ပြုစုစောင့်ရှောက်နေစာအုပ်ကိုသူ့နားမှာလာဖက်ပြလိုက်တခါတလေကြတော့လေ CEO ဝတ္ထုတွေထဲကလုံးမောင်မမအပေါ်ညင်တာပေးပါဆိုတဲ့စာသားတွေကိုရွှေ့ပြလိုက်ပါတယ်။သူမရဲ့အယူထမှုကြောင့်သူ့ရဲ့အသက်ရှင်နှုန်းလက္ခဏာတွေကပိုတိုးလာပြီးဒေါသကြောင့်မျက်နှာကြီးညီမြတ်လာပါတယ်။ဒါကိုမိသားစုဝင်တွေကသူမတို့လင်မယားကြားအရန်ချစ်ကြတယ်လို့ထင်ပြီးရောက်ခမကလည်းတန်ဖိုးကြီးလက်ကောက်တွေဆုချပြန်ပါတယ်။သူမကိုအမြဲမကြည့်တဲ့ခဲဦးဖြစ်သူကလည်းသူမကိုဒုက္ခပေးခြင်းလို့ဆိုပြီးသူ့အကိုရဲ့ကိုကြီးကိုတာကိစ္စအဝဝကိုသူမကိုပဲအကုန်လုပ်ခိုင်းပါတော့တယ်။ဒါဟာသူမဖြစ်ချင်တဲ့ဆန္ဒပါပဲ။ကတင်ပေါ်မှာလုံမရတဲ့ခင်မုန်းကိုကြည့်ရင်ဒီနေ့တော့ဘလို့အိတ်ဆုံးနည်းနဲ့နှိမ့်ဆက်ရမလဲလို့သူမစဉ်းစားနေပါတယ်။အဲ့ဒီအချိန်မှာပဲသူမသဘောပေါက်သွားတာကလူနာတယောက်ကိုအမြန်ဆုံးတတိယလာအောင်လုပ်နိုင်တဲ့နီလန်းကနှက်ဆေးမဟုတ်ပဲဒေါသထွက်အောင်လုပ်ပြီးလို့တာကမှအထီရောက်ဆုံးပဲဆိုတာပါ။မင်းကလေးဟာသူမရဲ့တငယ်ချင်းဖြစ်သူကသူမဘက်ကနေမကြေမနက်နဲ့ပြောပြနေတာကိုနားထောင်ရင်ထမင်းကိုမျက်ရည်ရှက်ရည်စားနေပါတယ်။တငယ်ချင်းဖြစ်သူကသူမရဲ့မွေးစားမိဘတွေဟာသူမရဲ့အမအစားသူမကိုဝေဒနာရှင်တယောက်နဲ့အတင်းအဓမ္မလက်ထပ်ခိုင်းခဲ့တာဆိုပြီးဒေါသတကြီးပြောနေတာပါ။တငယ်ချင်းဖြစ်သူကဒီထက်ပိုလွန်လာရင်သူမကိုယ်တိုင်မိဘတွေကိုတွားရောက်ရင်ဆိုင်မယ်လို့ပြောတဲ့အခါမင်းကလေးကချက်ချင်းတားလိုက်ပြီးသူမရဲ့ဝင်ငွေစည်းရင်းကိုတွက်ပြလိုက်ပါတယ်။သူမကရောက်ခမကတလကို10တန်းပေးတဲ့မွေးစားမိဘတွေကနှုတ်ပိတ်ခါဖြစ်9သိန်းပေးတဲ့အခွန်ဆောင်ပြီးရင်တော့တလကို10တန်းခွဲလောက်ဝင်ငွေရှိတယ်လို့ပြောပြလိုက်တဲ့အခါတငယ်ချင်းဖြစ်သူကသူမကိုတကယ်ကိုအံ့ဩချီးမွမ်းသွားပါတယ်။ဒါတွေမကသေးပဲသူမရဲ့ဝေဒနာရှင်ခင်ပွန်းကအိပ်ပက်တွေနဲ့တကယ်ကိုလှပတဲ့ခန္ဓာကိုယ်ရှိကြောင်းကြွားလိုက်ပါသေးတယ်။အဲ့ဒီအချိန်မှာပဲကောက်ကျစ်တဲ့သူမရဲ့အမကသူမကိုလာရောက်ရန်စပါတယ်။လူမမတယောက်နဲ့လက်ထပ်ထားရလို့မူဆိုးမလို့နေနေရတယ်ဆိုပြီးလှောင်ပြောင်တဲ့အခါမင်းကလေးကချက်ချင်းပဲတနာစရာကောင်းတဲ့သားကောင်ဖြစ်ဟန်ဆောင်လိုက်ပါတယ်။သူမကအားနေချက်ကိုလက်နက်တစ်ဖွဲအသုံးချပြီးအမဖြစ်သူကိုထောင်ချောက်ထဲဆွဲသွင်းလိုက်တာပါအမဖြစ်သူကလည်းသူမထက်သားလုံးကြောင်းပြချင်တာနဲ့ကြတဲ့ငွေကိုသူမပဲရှင်းမယ်လို့ကမ်းလှမ်းမိသွားပါတယ်ဒါပေမဲ့စပွဲတို့ကကြတဲ့ငွေ3,800လို့ပြောလိုက်တဲ့အခါအမဖြစ်သူစွန့်သွားပါတယ်မင်းကလေးကလည်းသူမကဝိုင်ကိုတငုံပဲတောက်ရသေးလို့မျောစရာကြီးပြန်ထုတ်သွားပြီးပြန်ရောက်ရင်တော့ဈေးကောင်းရအောင်မယ်ဆိုပြီးထက်လောင်းပြောလိုက်တာကြောင့်အမဖြစ်သူရဲ့မျက်နှာဟာချက်ချင်းပြတ်သွားပါတော့တယ်မဖြစ်သူဒေါသပေါက်ကွဲတော့မဲ့အချိန်မှာပဲအချမ်းသာဆုံးမိသားစုကငါချွေးမကိုဘသူကအနိုင်ကျင့်ရတာလဲဆိုတဲ့အတန်နဲ့တူသူမရဲ့ရောက်ခမဖြစ်သူပေါ်လာပါတယ်ရောက်ခမကအခြေအနေကိုချက်ချင်းပြောင်းပြန်လည်ပစ်လိုက်ပြီးစိုင်းတစ်ဆိုင်လုံးကိုဝယ်ပေးလိုက်တဲ့အပြင်စတူဒီယမ်မီတာ200ကျဲတဲ့အဝတ်လဲခန်းတစ်ခုကိုပါဖန်တီးပေးမယ်လို့ကြေညာလိုက်ပါတယ်ပတ်ဝန်းကျင်ကလူကုန်ထမ်းတွေအားလုံးဟာမင်းကလေးကိုချက်ချင်းပဲဝိုင်းဝန်းဖားကြပါတော့တဲ့အမဖြစ်သူကတော့သူမကိုယ်တိုင်ဒီလိုကြီးမားတဲ့စီးစိမ်တွေကိုလက်လွတ်ခဲ့မိပြီဆိုတာသိသွားပြီးနောင်နာတွေနဲ့အတူသူမအဖေကိုကူညီတောင်းကအရာအားလုံးပြန်လူယူဖို့ကြိုးစားပါတယ်အခြားတစ်ဖက်မှာတော့မင်းကလေးကအိမ်ပြန်ရောက်တဲ့အခါကတင်ပေါ်မှာအိပ်ပျော်နေတဲ့ခင်မုန်းဖြစ်သူကိုကြည့်ပြီးသူ့ရဲ့ရုပ်ရည်ကိုသဘောကျနေပါတယ်သူမကခင်မုန်းဖြစ်သူရဲ့စက်သားတွေပြန်လဲတန်ဆွမ်းလာဖို့ကိုယ်တိုင်လေ့ကျင့်ခန်းလုပ်ပေးဖို့ပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့သူမကခင်မုန်းဖြစ်သူကိုထိလိုက်တဲ့အချိန်မှာပဲခင်မုန်းရဲ့လက်ချောင်းလေးတွေဟာအနှဲငယ်လှုပ်ရှားလာပါတော့တယ်အမျိုးသမီးငယ်ဟာလူမမာဖြစ်နေတဲ့သူမရဲ့ခင်ပွန်းကိုထူးဆန်းတဲ့ပုံစံမျိုးပြင်ဆင်ပေးပြီးစိတ်တိုင်းကြခိုင်းစေနေရတဲ့အရာတာကိုခံစားနေခဲ့ပါတယ်သူမရိုက်ထားတဲ့တပ်ပုံတွေကိုပြန်ကြည့်ရင်ဒီကောင်လေးကမဆိုးဘူးပဲလို့ချီးကျူးနေမိပါတယ်ဒါပေမဲ့သူမမသိတာကတော့အဲ့ဒီကောင်လေးရဲ့အသိစိတ်တွေဟာနိုးထနေပြီဖြစ်ပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲမှာပဲပိတ်မိနေတယ်ဆိုတာပါပဲအဲ့ဒီနောက်သူမကတပ်ပုံတွေထပ်ရိုက်ဖို့ပြင်လိုက်စင်မှာပဲမတော်တဆချော်လဲပြီးကောင်လေးရဲ့နှက်ခမ်းကိုဓာတ်ရိုက်နှမ်းမိသွားပါတယ်သူမကတော့သူ့နှက်ခမ်းတွေ၆ကက်နေလိုက်တာဆိုပြီးပြောကရေးတိုက်ဖို့ပြင်ဆင်နေခဲ့ပါတယ်ဒီအချိန်မှာပဲကောင်လေးကပြန်လဲတုတ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာစိတ်ဆွမ်းအားလုံးကိုစူးစီးပြီးခန္ဓာကိုယ်ရဲ့ဟူသောလှောင်အိမ်ထဲကနေရုံထွက်ကအခန်းထဲကနေထွက်လာခဲ့ပါတယ်ရေခက်ရင်တချင်းဆိုနေတဲ့မင်းကလေးကိုမြင်တော့သူကလက်စားချေဖို့ကြံရွယ်လိုက်ပေမဲ့အားလုံးကျုံတုံးလိုက်ရတာကြောင့်တတိလစ်လဲကျသွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲကောင်လေးရဲ့ညီဖြစ်သူကအဲခန်းထဲကိုအပြေးလွှားရောက်လာပြီးသူ့အကူပျောက်ဆုံးနေကြောင်းအမြန်ကူရှာပေးကြဖို့အော်ဟစ်ပြောဆိုပါတယ်မင်းကလေးလည်းအံ့အားသင့်သွားပြီးချက်ချင်းလိုက်ရှာတော့တာပေါ့ခဏကြာမှာတော့တကားပြင်ပက်မြေပြင်ပေါ်မှာခွေးလိတ်လဲနေတဲ့ကောင်လေးကိုသူမတွေ့သွားပါတယ်သူကတင်ပေါ်ကနေလိမ့်ကျလာတာလို့ပဲသူမထင်မှတ်ပြီးပြန်တွဲခေါ်ဖို့ကြိုးစားပါတယ်စိတ်မကောင်းဖြစ်စွာနဲ့ပဲကောင်လေးကိုအားစိုက်ပြီးမတင်လိုက်တဲ့အချိန်မှာတော့ကောင်လေးဟာသူမရဲ့ခေါင်းလျှော်ရည်နှံ့ကိုရရှိသွားပြီးအနက်လေးကမွေးသားပဲလို့တွေးနေမိပါတယ်အဲ့ဒီနောက်မှာတော့ကောင်လေးရဲ့ညီရောက်လာပြီးအစီခံတွေကို CCTV ပြန်စစ်ဖို့အမိန့်ပေးပါတယ်ဒါပေမဲ့ရလက်ကတော့စိတ်ပြက်စရာပါပဲအရေးကြီးတဲ့အချိန်မှာ CCTV ကဘာမှမတမ်းမဝင်ခဲ့တယ်လို့တာဝန်ကျတဲ့ပြုစုစောင့်ရှောက်သူကလည်းထူးထူးဆန်းဆန်းအိပ်ပျော်နေခဲ့ပါတယ်ဒါဟာအရန်ကိုထူးဆန်းလုံးလို့ဒါဟာ TV series တစ်ခုလိုပဲတရေများ6နေတာလားဆိုပြီးမင်းကလေးကရှောက်တွေးပြီးပြောလိုက်ပါတယ်ဒီစကားကကောင်လေးရဲ့ညီကိုဒေါသထွက်သွားစေပြီးသူတို့နှစ်ဦးထိတ်တိုက်တွေ့ရန်ဖြစ်ကြပါတော့တယ်ဒီအဖြစ်ပြအားလုံးရဲ့တရခံဖြစ်တဲ့ကောင်လေးကတော့ခန္ဓာကိုယ်ရဲ့တောင့်တင်းမှုနဲ့အုံနောက်ထဲကစူညံတန်တွေကိုအောင်ရဲတိခံရင်မြေပြင်ပေါ်မှာပဲဆက်လက်လဲလျောင်းနေခဲ့ရပါတော့တယ်